သားမီးတို့အားလုံးပဲမင်္ဂလာပါ Tiny Treasures Academy ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီချက်ကဒီ letter လေးနဲ့ပတ်သက်တဲ့အတန်လေးကိုသားမီးတို့ကိုပြပြပေးသွားမှာဖြစ်ပါတယ်ကလေးတွေကဒါလေးကဘာ letter လေးလဲသူ့ရဲ့နာမည်လေးကဘာလေးလဲသူ့ရဲ့အတန်လေးကဘာလေးလဲကလေးလေးတွေအားလုံးသိကြလားဘာ letter လေးပါလဲအတန်လေးရောဘာတန်လေးထွက်လိမ့်မလဲOkay အဲ့တော့အဲ့ဒီ letter လေးနဲ့ပတ်သက်ပြီးတော့နာမည်လေးရောအတန်လေးရောဒီချက်ကပြပြပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့သားမီးတို့ကအဓိက letter name ကိုမဟုတ်ဘဲနဲ့ letter sound ကိုအဓိကထားပြီးတော့လေ့လာရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီချက်က letter sound ကိုပြောရင်းနဲ့ letter name လေးကိုပါထည့်ပြောသွားမှာဖြစ်တဲ့ကြောင့်မို့သားမီးတို့က letter name လေးရော letter sound လေးရောတခါတည်းရသွားပါလိမ့်မယ်နော်။ကဲဒါဆိုဒီချိန်နဲ့တူတူကြည့်ရအောင်။ဒီချိန်ကအရင်ဆုံး letter name လေးကိုအရင်ပြပေးမယ်နော် letter name လေးကတော့ letter S ဖြစ်ပါတယ် letter တွေအားလုံးမှာနာမည်လေးရှိတယ်လို့သူ့မှာအတန်လေးလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီ letter S ရဲ့အတန်လေးကတော့ဘယ်လိုထွက်လဲဆိုတော့ဒီချိန်ကအရင်ပြပေးသွားမယ်နော် letter S ရဲ့အတန်လေးက letter name is S letter sound is ကဲကလေးလေးတွေကဒီချိန်နောက်ကလိုက်ပြောကြည့်ပါဦးဆိုရင်ကလေးလေးတွေက letter S ရဲ့အတန်လေးကိုသိသွားပြီဆိုရင်ဒီချေတို့ရဲ့ Jolly Phonics မှာဆိုရင် Jolly sound လေးတွေလည်းရှိတယ် action လေးတွေလည်းရှိတယ်အတန်ထွက်တာလေးကိုသိသွားပြီဆိုရင်အဲ့ဒီအတန်လေးနဲ့ပတ်သက်တဲ့သချင်းလေးရဲ့အဲ့ဒီအတန်လေးနဲ့ပတ်သက်တဲ့ action လေးတွေကိုဒီချက်က YouTube မှာလုပ်ထားတဲ့ video လေးကိုပြပေးမယ်ဒါသားမီးတို့ကအဲ့ဒီ video ကိုကြည့်ပြီးတော့တခါတည်းလိုက်လုပ်မယ်နော် The snake is in the grass, the snake is in the grass. The snake is in the grass. more time The snake is in the grass, the snake is in the grass. The snake is in the grass. ကလေးလေးတွေကသချင်းလေးနဲ့ဆိုပြီးသွားပြီ action လေးနဲ့လုပ်သွားပြီဆိုတော့ဒီချက်ကိုတစ်ခါလောက်ထပ်ပြောကြည့်ပါဦး What's the letter sound for S ဟုတ်တာပေါ့ကဲဒါဆိုဒီချိန်နဲ့တူတူ letter S လေးတွေပို့ပြီးတော့မှတ်မိသွားအောင် letter S ပါတဲ့စကားလုံးလေးတွေကိုပုံလေးတွေပြပြီးတော့ဒီချက်ကသားမမီတို့ကိုဘယ်လိုလေးဆိုရလဲဆိုတာပြပြပေးသွားမယ်သားမမီတို့ကဒီချိန်နောက်ကလိုက်ပြီးတော့ဆိုပေးပါအောင်နော်ဒီချိန်နောက်ကလိုက်ဆိုပေးပါအောင် sun နောက်တစ်ခေါက်ထပ်ဆိုကြမယ် sun okay နောက်ထပ်တစ်လုံးဟာမွေလေးလာပြီနော်ဒီချိန်ရဲ့နောက်ကနေပြီးတော့ကလေးလေးတွေကလိုက်ဆိုပေးပါဦး snake 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 ကဲနောက်ထပ်တစ်လုံးဆက်သွားကြမယ်ဟာခယူလေးလာပြီကဲခယူလေးရောဘယ်လိုလေးတန်ထွက်မလဲဆိုတော့ဒီချိန်နောက်ကလိုက်ဆိုပေးပါဦး snail 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 Okay စနီးလေးလည်းရသွားပြီဆိုရင်နောက်တစ်လုံးဆက်သွားကြမယ်ဟောဘာလေးလာလဲ strawberry ဒီလေးနော် Okay ဒါဆိုရင်ကလေးလေးတွေကဒီ channel ကလိုက်ဆိုပြီးပါဦး strawberry 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 Okay ဒါဆိုရင်ဒီ channel တူတူပုံလေးတွေလည်းလေ့ကျင့်ပြီးသွားပြီတချင်းလေးလည်းဆိုပြီးသွားပြီဆိုရင်ကလေးလေးတွေကပြပြပေးပါဦး What's the sound for S S ရဲ့အတန်လေးကဘယ်လိုထွက်လဲဟုတ်တယ်ထွက်တယ်နော်ကဲဒါဆိုဒီစနစ်တူဒီနေ့မှာ letter S ရဲ့အတန်လေးကိုလေ့လာပြီးသွားပြီဆိုတော့နောက်တစ်မှာဒီချိန်ကကလေးလေးကိုဘာ letter လေးရဲ့အတန်လေးကိုပြပြပေးမလဲဆိုတာကိုစောင့်မျှော်ပေးပါဦး